မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောချင်တဲ့ခေါင်းစဉ်ကတော့ဝိသမလောဘ၏ဘေးထွက်ဆိုကြများကျွန်တော်ဒီ2021ကနေပြီးတော့အခုချိန်ထိပေါ့နော်ကျွန်တော်တွေ့ကြုံနေရတာဆိုရင်ဒီနောက်ပိုင်းမှာပို့ပြီးတော့များများတွေ့ကြုံလာရတာရဲ့အရင်းနှီးဆုံးစကားတစ်ခွန်းရဲ့ဝိသမလောဘဟုတ်ပြီအဲဆိုရင်တွားကြအောင်လူတစ်ယောက်ကဆင်းရဲလို့ဒုက္ခရောက်နိုင်တယ်ဗျဒါပေမဲ့တချို့လူတွေကလည်းချမ်းသာလွန်းလို့ဒုက္ခရောက်တတ်ကြရလေရှိတယ်ပတ်စံရှိလာတာပြဿနာမဟုတ်ဘူးအဆုံးမရှိလိုချင်တဲ့စိတ်ကပြဿနာဖြစ်လာကြဝိသမလောဘဆိုတာလေလိုအပ်ထားတဲ့ကြော်လွန်ပြီးတော့ကိုကျိုးအတွက်တခြားသူတွေထိခိုက်သွားတာကိုတော့မစင်စားနိုင်တော့တဲ့လောဘမျိုးဆိုလိုတာဗျကြောက်ပဝန်းကျင်မှာလည်းတွေးကြပါလိမ့်မယ်ဒီနောက်ပိုင်းဆိုပိုတော်တွေးကြပါအောင်အဲ့ဒါလူအတိုင်းဝိုင်းကိုပဲဖြတ်စည်းတာမဟုတ်ဘူးနောက်ဆုံးမှာလူအတိုင်းဝိုင်းနေမကောကိုယ့်ကိုယ်ပါဖြတ်စည်းတဲ့အမှုချင်းမျိုးဖြစ်သွားတယ်ဟုတ်ပြီကျွန်တော်လောဘနဲ့ဝိသမလောဘဘာတွေကွာခြားလဲလူတိုင်းမှာလိုချင်စိတ်ရှိကောင်းမွန်တဲ့ဘဝတွေကိုလိုချင်တယ်အောင်မြင်ခြင်းနဲ့ငွေရှာခြင်းနဲ့အဲ့ဒါလူသားတဘာဝပဲလေလူသားတွေရဲ့စိတ်ထဲမှာရှိတဲ့တဘာဝအိမ်မက်တွေစိတ်ကူးတွေပေါ့ဒါပေမဲ့ကိုရဖို့ဆိုလို့ရှိရင်ဘသူပြက်ပြက်ဆိုတဲ့စိတ်ဝင်လာတဲ့ချိန်အဲ့ဒီချိန်ကဝိသမလောဘဖြစ်လာပဲဥမာဗျာစေဝါတွေဈေးတက်နေတဲ့အချိန်မှာလူနာတွေဒုက္ခရောက်မှသိရတဲ့ဆေးတွေကိုအစမတန်ဈေးတင်ပြီးရောင်းတာလှုပ်တင်လားမလှုပ်တင်ဘူးလားဆိုတာသိကြပါလိမ့်မယ်ဒီသူတွေစာဝတ်နေရခက်ခဲနေတဲ့အချိန်မှာအခြေခံစားတောက်ကုန်တွေကိုတူလောင်ပြီးတော့ဈေးကစားကြတာဘယ်လောက်ထိဆိုရလဲဆိုတာသိကြပါလိမ့်မယ်အလုပ်သမားတွေကိုမလုံလောက်တဲ့လစာပေးပြီးတော့ကိုယ်တိုင်အများကြီးယူတာဒီလိုအကြောင်းအရာတွေကတော့စက်မှုဆောင်ကမှာလုံနေရတဲ့လူတွေဆိုပိုသိမှာပေါ့ဗျာဒုက္ခလစာမြန်မာနိုင်ငံဒုက္ခလစာအနည်းဆုံးဆိုတာဒီလိုအခြေအနေတွေမှာပတ်စံအဓိကမဟုတ်တော့ပါဘူးမရရင်မနေနိုင်တော့ဘူးဆိုတဲ့စိတ်ကအဓိကဖြစ်လာတာအဲ့လိုလူတွေမှာဝိသမလောဘကလူတစ်ယောက်ရဲ့စိတ်ကိုတဖြည်းဖြည်းနဲ့ပြောင်းလဲပြစ်လို့ရှိရင်ကျွန်တော်အစမှလေနည်းနည်းလေးပိုရရင်ကောင်းမယ်ဆိုတဲ့စိတ်ကူးလေးရှိကြရလေဒါပေမဲ့နောက်ပိုင်းကြလို့ရှိရင်ဘလောက်ရမလုံလောက်တော့ဘူးဆိုပြီးတော့ဖြစ်လာကြစားငံရင်တောက်ရတယ်လို့ပဲပေါ့ဗျာပင်လေရေတောက်ရတယ်လို့ပဲပေါ့တောက်လေငတ်မပြေရလားပေါ့ရေဝလားဆိုတော့ရေတက်လည်းမဝဘူးဖြစ်လို့ပေါ့ဟုတ်ပြီကျွန်တော်ဝိသမလောဘကလူအတိုင်းဝိုင်းဘယ်လိုဖြတ်စည်းလဲဟုတ်ပြီဝိသမလောဘရဲ့အကြီးမားဆုံးပြဿနာကျန်တာကိုဖြတ်စည်းရတယ်သူကယုံကြည်မှုကိုဖြတ်စည်းလိုက်တာဗျလူတိုင်းဝိုင်းတစ်ခုမှာယုံကြည်မှုပြတ်သွားပြီဆိုလို့ရှိရင်အရာရာပြုတ်ကွဲစားပြုတ်လာအဲ့ဒါယနေ့ကျွန်တော်တို့မြန်မာနိုင်ငံဖြစ်ပေါ်နေတဲ့အဓိကအကြောင်းအရာပဲဥပမာဗျာကုံတယ်တယောက်ကအမျက်ပူရဖို့အတူရောက်နေအရာရှိတယောက်ကကိုကျိုးအတွက်လက်စားတယ်အာနာရှိတဲ့လူတယောက်ကပြည်သူအကျိုးထက်ကိုအကျိုးကိုပိုကြည့်တယ်အဲ့ချိန်မှာပြည်သူတွေစိတ်ထဲမှာဘာဝင်လာမလဲငါတို့ရိုးသားလို့မရတော့ဘူးဆိုတဲ့စိတ်ပဲဝင်လာမှာပေါ့အဲ့ဒါအနည်းအကြီးဆုံးလမ်းပဲဘာလို့လဲဆိုရင်လေမကောင်းမှုတစ်ခုဆိုတာအပုပ်ပွားကြီးတစ်ခုနဲ့တူတယ်ချီတုပ်ကြီးနဲ့တူတယ်ပေါ့ဗျာသူကတခြားအရာတွေပါအနှံ့ကူးဆက်လွယ်တယ်ပေါ့ကူးဆက်တတ်တယ်ကိုဗစ်လိုပဲပေါ့ပြောရမယ်ဆိုရင်တော့သူကသူတီးတတ်တဲ့နေရာမဟုတ်ဘူးသူများကာကိုပါကူးဆက်နိုင်စေရှိလို့ပါတယောက်လိန်တာမြင်လို့ရှိရင်နောက်တစ်ယောက်ကလည်းလိန်ကျင်လာတယ်တယောက်ခိုးပြီးတော့ချမ်းသာဝါတာမြင်ရင်အမျက်ထုတ်ပြီးချမ်းသာဝါတာမြင်နောက်တစ်ယောက်ကလည်းအဲ့လိုမျိုးခိုးကျင်လာတယ်ဝှက်ကျင်လာတယ်အဲ့လိုနဲ့လူဖွဲ့စည်းတစ်ခုလုံးမှာမှန်မှန်ကန်ကန်နေတဲ့လူကအရှုံးသမားဆိုတဲ့အမြင်မျိုးပေါ်လာတယ်အဲ့ဒါနိုင်ငံတနိုင်ငံအကြီးမားဆုံးအနေနဲ့ရှိဆုံးလက္ခဏာတွေကတခုပဲနောက်တစ်ချက်ဝိသမလောဘကပတ်ဝန်းကျင်ကိုဘယ်လိုကူးဆက်တယ်လဲဆိုလို့ရှိရင်လေဥပမာအနေနဲ့ဗျာ
ခလေးတယောက်ကရိုးသားတဲ့လူတွေဆင်းရဲနေတာကိုမြင်ပြီးမတရားလုပ်တဲ့လူတွေကချမ်းသာနေတာကိုမြင်လာလို့ရှိရင်သူ့စိတ်ထဲမှာဘာစဉ်းစားခလေးနော်ကျွန်တော်နောက်ပိုင်းဒီနိုင်ငံကိုဆက်ပြီးတော့ run မဲ့ခလေးတွေဘာစဉ်းစားမလဲလူကောင်းဖြစ်လို့မရတော့ဘူးဆိုတဲ့အတွေးပဲဝင်လာမှာအဲ့အချိန်ကနေစပြီးတော့လူတံမိုးတွေကပြက်လာတာပဲတယောက်လက်စားတာကိုနောက်တစ်ယောက်ကအတူယူတယ်တယောက်အမြဲကြီးစားတာကိုနောက်တစ်ယောက်ကလိုက်လုပ်တယ်တယောက်ယောက်ကမတရားနည်းနဲ့အောင်မြင်သွားတာမြင်လို့ရှိရင်နောက်လူတွေကလည်းငါတို့မှန်ကန်တော့နေလို့မရတော့ဘူးကွာဆိုပြီးတော့ထင်လာကြတယ်အဲ့လိုနဲ့ဝိသမလောဘလူတယောက်ရဲ့စိတ်ထဲကနေမိသားစုတွေကိုကူးဆက်အဲ့မိသားစုဦးကနေပြီးတော့မှအတိုင်းဝိုင်းနေစီကိုကူးဆက်အဲ့ဒီအတိုင်းဝိုင်းနေရနေမှတစ်စင်နိုင်ငံတစ်ခုလုံးကိုကူးဆက်သွားတာအဲ့ချိန်မှာလူဒန်းစားတွေအကုန်လုံးဘာဖြစ်သွားကြမယ်တဲ့ကျွန်တော်တို့တေချာပေါ့တရားဥပဒေမလေးစားတော့ဘာလို့လဲဆိုပတ်စံပေးလက်ထိုးလို့ရနေတဲ့ကိစ္စတခုကိုဘာကိစ္စတရားဥပဒေလေးစားစရာလို့လဲအကျင့်စာရိတ္တရေပြက်လာကြမှာပဲပတ်စံနဲ့ရှင်းလို့ရတယ်လေယုံကြည်မှုတွေပတ်စံပေးရတဲ့ဟာပျက်စီးလာမှာပဲလူတိုင်းကိုအကျိုးအတွက်ပဲကြည်လာကြတော့မှာနောက်ဆုံးမှာနိုင်ငံတကာမှာငွေရှိတဲ့လူတွေများလာနိုင်တယ်ဒါပေမဲ့ဘာတွေပျက်စီးသွားမလဲကျွန်တော်အဲ့အတွက်ကြောင့်စီကံတွေယုံကြည်မှုတွေတရားမျှတမှုတွေပြတ်သွားပြီအဲ့လိုအချိန်ကြာလို့ရှိရင်အဲ့နိုင်ငံကအပြင်ရဖြိုစရာတော့မလို့အတွင်းထဲကနေစပျက်စီးတဲ့နိုင်ငံဖြစ်လာတယ်ကျွန်တော်အယိုးနဲ့စီယိုထိုးပြီးတော့ကာစရာမလိုတော့ဘူးပေါ့ဗျာရှင်းပြောရရင်တော့တမိုင်းမှာလည်းနိုင်ငံတွေပျက်စီးခဲ့တာပြင်ပရန်သူတွေကြောင့်မဟုတ်ဘူးအတွင်းထဲကလောဘဒေါသကိုကြိုးရှာမှုအဲ့ဓာတွေများလာလို့ဖြစ်ခဲ့ကြတာတွေပဲတေချာစီစစ်လိုက်လို့ရှင်နိုင်ငံတစ်ခုကိုအလင်းအမြန်ဆုံးဖျက်ဆီးနိုင်တာနျူကလ িয়ার ဘုံမဟုတ်အဲ့ဒီဝိသမလောဘပဲလူတွေတယောက်နဲ့တယောက်မယုံတော့တဲ့အခြေအနေတစ်ခုကဖျက်ဆီးနိုင်တာပဲအဲ့တယောက်နဲ့တယောက်မယုံကြည်မှုရဲ့အမြင့်ကိုအောက်ကိုတေးချာတူးဆွလိုက်မယ်ဆိုလို့ရှိရင်လေဘာတွေးရမလဲဆိုတော့ပုတ်တင်ဥမဟုတ်ဘူးဝိသမလောဘဆိုပဲတွေးရလိမ့်မယ်ကျွန်တော်ကဲအဲ့ဆိုရင်နိုင်ငံတကာဒုက္ခပြီးသွားတော့ကျွန်တော်ဝိသမလောဘကိုတိုင်ရောဘယ်လိုမျိုးဒုက္ခပေးတတ်တယ်လဲကျွန်တော်အခုနောက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်စိတ်ထဲမှာဘာတွေဖြစ်လာကြလဲဆိုတော့လောဘကြီးရဲ့လူတွေကအမြဲတမ်းအနိုင်ရနေတယ်လို့ပဲကျွန်တော်ထင်လာကြတယ်ဒါပေမဲ့အဲ့လောဘကြီးရဲ့လူတွေရဲ့အတွင်းထဲမှာလေအငြိမ်လေးနဲ့ပျက်စီးနေကြတာကျွန်တော်မသိကြဝိသမလောဘရှိရဲ့လူတယောက်ကလေအမြဲတမ်းပူလောင်နေရတာဗျသူ့မှာငွေ10သိန်းရှိလို့ရှိရင် तू ကသိန်း100ပို့ပြီးလိုချင်တယ်သိန်း100ရှိလို့ရှိရင်သိန်း1000လိုချင်တယ်သူ့မှာရထားတာကိုမခံစားနိုင်ကြတော့အဲ့မရသေးတဲ့ဟာကိုပဲအမြဲတမ်းကြည့်ပြီးတော့သူတို့မှာပူပင်နေရတာအားကြောင့်ဘာတွေဖြစ်လာလဲဆိုသူတို့မှာစိတ်ဖိစီးမှုတွေများလာတယ်အိတ်မပြောတာတွေများလာတယ်လူတွေကိုမယုံတော့ငါဟာလေးဆုံးရှုံးသွားမလားဆိုတဲ့စိတ်ကလေးနဲ့ကြောက်စိတ်တွေအများကြီးရှိလာတယ်နောက်ဆုံးမှာသူတို့မှာပတ်စံကိုလေလက်ထက်ကင်ထားပေမဲ့ဆိုင်ကောင်းကောင်းမှာစားနိုင်ပေမဲ့တနေကုန်တွေလို့ချွေးတစ်စက်မထွက်ကပဲဗျာသူတို့ရဲ့စိတ်ချမ်းသာမှုတွေကတော့ဆုံးရှုံးသွားတယ်များသောအားဖြင့်လိုက်ကြည့်အများစုကိုတွေ့ရပါလိမ့်မယ်တချို့လူတွေကြောင့်လည်းပတ်စံရှာဖို့အတွက်မိသားစုကိုလစ်လူရှူလိုက်ရတယ်တာသမီတွေကြီးလာတော့မှငါ့ကိုမရင်းနှီးတော့ပါလားဆိုတော့သိလာကြတယ်တချို့တွေကြတော့လေအာနာနဲ့ငွေအတွက်ကိုမိတ်ဆွေတို့အသုံးချရင်းနဲ့အကုန်လုံးနဲ့ဝေးသွားပြီးတော့အထီးကျန်ဘွားကြီးရောက်သွားကြတယ်နောက်ဆုံးအချိန်မှာသူတို့ကြီးလိုက်တဲ့အချိန်မှာသူတို့ဘေးနားမှာသူတို့ကိုတကယ်ချစ်တဲ့လူဘယ်သူမှမကြံတော့ဝိသမလောဘကလေတကယ်တော့အပြင်ကအိမ်ကြီးကြီးကားကောင်းကောင်းကြီးတော့ပေးနိုင်တယ်ဒါပေမဲ့အတွင်းထဲကစိတ်ငြိမ်းချမ်းမှုတော့သူကပြန်ပြီးတော့ယူဆောင်သွားလိမ့်ရှိတယ်ဝိသမလော
ပါကလူတယောက်ကိုလည်းခဏတာအများရစေနိုင်တယ်ဗျာစိတ်ဘယ်လောက်ထိမငြင်းချမ်းလာတဲ့အချိန်တွေလဲဆိုဒါပေမဲ့လူတိုင်းကအိတ်စိတ်နဲ့ပဲပြိုင်လာတဲ့အချိန်မှာဈေးကွက်တစ်ခုလုံးကပျက်စီးလာကြလိမ့်ရှိတယ်ဥပမာဗျာလူတယောက်ကအမျက်ပူရဖို့အတွက်ကိုအရေးသွေးတွေယော့ပြီးတော့ရောင်းတယ်သူထုတ်ကုန်ပစ္စည်းကိုနောက်တစ်ယောက်ကလည်းပို့ပြီးတော့ဈေးချအောင်ဆိုပြီးတော့ပို့ပြီးတော့စိုးတဲ့ပစ္စည်းတွေတုံးတယ်ဈေးချအောင်ပေါ့ခုလူတန်းစားအများကြီးတုံးလို့ရအောင်ဈေးချအောင်ဆိုပြီးတော့ပို့စိုးတဲ့ပစ္စည်းတွေတုံးတယ်ကျွန်တော်နှိုင်းရှင်ကြည့်လို့ရတယ်ကျွန်တော်တို့မမွေးသေးခင်1900ဟိုးဘက်ကထုတ်တဲ့ပစ္စည်းတွေနဲ့ဒီ2000ခုနှစ်နောက်ပိုင်းမှာထုတ်တဲ့ပစ္စည်းတွေကျွန်တော်တို့ဟိုရုပ်စာဆိုမြန်မာနိုင်ငံမှာထုတ်တာချင်းတူတူအောင်ဇွန်းကအစပစိုးတွေကအဆုံးကျွန်တော်နှိုင်းရှင်ကြည့်လို့ရတယ်အဲ့ခက်ကထုတ်တဲ့ဇွန်းတွေဆိုလို့ရှိရင်အထူးကြီးတွေပစိုးတွေဆိုလည်းအထူးကြီးတွေအခုခေတ်ပစိုးတွေဆိုလို့ရှိရင်ကျွန်တော်နေအောင်ထဲမှာထွက်ပြီးတော့ပစိုးတော်မှာရဲရဲမဝေရဲတဲ့ဘဝကြီးရောက်လာတဲ့အခြေအနေတောင်ဖြစ်လာကြတယ်လေရိုးသားရဲ့လုပ်ငန်းတွေကမြဲတည်နိုင်တော့အဲ့ဒီအချိန်မှာဈေးကွက်ကရှင်ပြိုင်မှုကောင်းတဲ့နေရာမဟုတ်တော့ဘဲနဲ့ဘယ်သူကစားသုံးသူကိုပို့ပြီးတော့လှည့်စားနိုင်လဲဆိုတဲ့နေရာဖြစ်လာကြအဲ့လိုနဲ့တဖြည်းဖြည်းနဲ့ကုန်စည်နှုန်းတွေကမတည်ငြိမ်တော့ယုံကြည်မှုတွေကပြက်လာတယ်ငွေကြေးစနစ်တွေကအားနေလာတယ်လူတွေကလည်းမလုံခြုံတော့တဲ့အနာဂတ်ကိုကြောက်ပြီးတော့ပို့ပြီးတော့စူဆောင်းလာခြင်းကြတယ်ဝိသမလောဘရဲ့လူပတ်ဝန်းကျင်ကိုဒုက္ခပေးမှုပေါ့ဗျာပိုးရှာခြင်းလာကြတယ်ဒါပေမဲ့ကျွန်တော်တို့များများရှာလေးပို့ပြီးလုံလောက်သွားတာမဟုတ်ပို့ပြီးတော့ကြောက်လာရတာပဲတခြားလူတွေကငါထက်ကြော်ရမလားဒီလောက်နဲ့မလုံလောက်သေးဘူးစသဖြင့်အဲ့လိုစိတ်ဓာတ်တွေကပို့ပြီးတော့ကြီးစိုးလာကြအဲအကြောင့်မို့ဝိသမလောဘရဲ့အဓိကအန္တရာယ်နောက်တစ်ခုကကြတော့ပတ်စံရှာတာတစ်ခုတည်းမဟုတ်တော့ဘလောက်ရမရက်နိုင်ဘူးဆိုတဲ့စိတ်ဖြစ်သွားတာပဲတချို့လူတွေကြတော့လဲငွေရှာဖို့အတွက်ကိုဘွားကိုအတုံးချတာမဟုတ်တော့ဘဲနဲ့ငွေရှာဖို့အတွက်ဘွားကြီးတစ်ခုလုံးပေးဆက်လိုက်ရတဲ့အခြေအနေဖြစ်သွားတာပဲနောက်ဆုံးမှာတော့ပတ်စံကင်ထားပေမဲ့လည်းအဲ့ချိန်မရှိစိတ်ငြိမ်းချမ်းမှုမရှိမိသားစုနဲ့နှွေးထွေးနေထိုင်ရတာမရှိဘဲနဲ့လုပ်ငန်းကလည်းကြီးထွားပြီးတော့လဲပတ်နေတဲ့အခါကျတော့ရက်လို့မရတဲ့အခြေအနေတွေဖြစ်လာအောင်အဲ့လိုနဲ့နောက်ဆုံးမှာမိမိရဲ့အတွင်းစိတ်ကိုငြိမ်းချမ်းမှုကိုတဖြည်းဖြည်းနဲ့ယူဆောင်သွားလိမ့်ရှိတယ်ဝိသမလောဘကျွန်တော်တို့တမိုင်းတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လဲနိုင်ငံတွေပြိုလဲသွားတဲ့အကြောင်းရင်းတွေမှာဝိသမလောဘမင်းတိုင်းတွေကပါလိရှိတယ်အာဏာရှင်တွေကပို့ပြီးအာဏာလိုချင်လာကြတယ်ကုမ္ပဏီကြီးတွေကပို့ပြီးတော့အမျက်လိုချင်လာကြတယ်နိုင်ငံတွေကအခြားနိုင်ငံရဲ့အရင်းမြစ်ကိုလိုချင်လာကြတယ်အဲ့လိုနဲ့ဘာဖြစ်ကြလဲဆိုစစ်တွေဖြစ်လာကြတယ်စီးပွားရေးတွေပြက်လာတယ်ပြည်သူတွေဒုက္ခရောက်လာတယ်စစ်ဖြစ်မှပြည်သူတွေဒုက္ခရောက်တာဟုတ်ဗျတကယ်တော့လူသားသမိုင်းရဲ့ပြဿနာအများကြီးဟာဘယ်ဟာစလာတာလဲဆိုတော့အဲ့ဒီမလုံလောက်နိုင်တဲ့လောဘကနေစလာတာဒါကြောင့်တိုးတက်မှုဆိုတာပိုရတာတခုတည်းမဟုတ်ဘူးဗျကိုဘယ်အချိန်မှရက်တင်လဲဆိုတာသိတာကလည်းတိုးတက်မှုတခုပဲဟုတ်ပြီဗျအဲ့ဒါဆိုကျွန်တော်လောဘကိုဘယ်လိုထိန်းကြမလဲကျွန်တော်လူသားဆိုတာတော့လောဘရှိကြပဲလေဗျလူသားဆိုတာလူချင်းစိတ်ကိုအပြည့်ဖြောက်လို့ရတဲ့လူတွေမှမဟုတ်တာဒါပေမဲ့ထိန်းရမယ်နီးလန့်တော့ရှိတယ်ကျွန်တော်လူသားတစ်ယောက်ဖြစ်လာပြီနေထိုင်မှုမှာကျွန်တော်ပြန်ပြီးတော့မေးခွန်းထုတ်တင်တယ်ကျွန်တော်တို့တွေအလာဘာတလာဘာနဲ့ပဲတနေ့ကုန်အချိန်ကုန်မဲ့အစားပေါ့ဗျာအရင်ဆုံးကျွန်တော်တို့မေးခွန်းထုတ်တင်တာငါတကယ်လိုအပ်တာဘာလဲဆိုတာပြန်မေးဖို့လိုတယ်အဲ့ဒါကျွန်တော်တို့နိုင်ငံမှာအဓိကလိုအပ်နေဆိုမေးခွန်းပဲဟိုထိပ်ပိုင်းခေါင်းဆောင်ကနေပြီးတော့အောက်ခြေသိန်းလောက်ကြတဲ့လူအထိအခြေခံလူသားအထိကိုကျွန်တော်တို့တကယ်ကိုယ့်ကိုပြန်မေးတင်တယ်တနိုင်ငံလုံးမှာရှိတဲ့လူတွေငါတကယ်လိုအပ်နေတာဘာလဲဆိုတော့တချို့ຢာတွေကလိုအပ်တာမဟုတ်ဘူးဗျနှိုင်းရှင်မှုကြောင့်လိုချင်လာတာဆိုရှယ်မီဒီယာမှာသူများကအောင်မြင်တာမြင်ပြီးတော့ကိုကမရရင်လည်းမနေနိုင်တော့တာမျိုးတွေဒါတွေကစိတ်ကိုမောပန်းစေပါတယ်ဗျာနောက်တစ်ခုကကျေးဇူးတရားတည်တတ်မှုကျွန်တော်ကိုယ်မှရှိတဲ့အရာတွေကိုကျေးဇူးတင်နေတယ်အဲ့လိုကျေးဇူးတင်ခြင်းအားဖြင့်ကျွန်တော်တို့
ဟိုမှာမလို့အပ်တဲ့လောဘတချို့ကိုရောကြစေတယ်နောက်ဆုံးတစ်ချက်ကတော့ပတ်စံကအရေးကြီးတယ်ဟုတ်တယ်အရာဝတ္ထုအလုံးဖြည့်ရှင်းနိုင်တယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ပတ်စံအတွက်နေတော့ကျွန်တော်တို့ရဲ့ကိုကျင်တရားတွေကိုကျင်တရားဆိုရင်စကလုံးအောင်ကြီးပါဗျာကျွန်တော်တို့ရဲ့စိတ်ကိုတော့မယောင်းစားသင့်ဝိသမလောဘဆိုတာလေတခြားလူတွေကိုဒုက္ခပေးရုံနဲ့မဟုတ်နောက်ဆုံးမှာကိုယ်တိုင်ကိုလည်းဒုက္ခပေးတတ်ပါတယ်အထီးလဲကြံစေတယ်စိတ်လည်းပင်ပန်းစေတယ်လူကိုလည်းမငြိမ်သက်စေဘူးတေးချာချာဆန်းစစ်ကြည့်ကြရင်တော့မြင်ရပါလိမ့်မယ်တချို့လူတွေကြတော့လေကပိုင်းတစ်ခုလုံးရကျင်ကြတယ်ဒါပေမဲ့ကိုယ်အတွင်းစိတ်ကငြိမ်ချက်မှုကိုဆုံးရှုံးသွားကြတယ်ကျွန်တော်တို့ရဲ့စိတ်ထဲမှာရှိတဲ့အေးချမ်းမှုလေးကိုဆုံးရှုံးသွားကြတယ်ပျော်ရွှင်မှုပီတိအဲ့ဒါလေးတွေကိုကျွန်တော်ခံစားတတ်ဖို့လိုတယ်ဗျအမှန်တကယ်တော့ချမ်းသာခြင်းဆိုတာအများကြီးပိုင်ဆိုင်တာမဟုတ်ပါဘူးဗျာမလုံလောက်ဘူးဆိုတဲ့စိတ်ကနေပြီးတော့လွတ်မြောက်နိုင်တာတကယ်ချမ်းသာခြင်းပါဒါအတွက်ကြောင့်ကြည့်ရှုသူနားထောင်သူမိဘပြည်သူများလည်းဝိသမလောဘတမားများမဖြစ်ကြပါစေနဲ့လို့ဆုတောင်းရင်းနဲ့နိုင်ငံတော်အရာရှိမင်းများအစိုးရမင်းများလည်းဝိသမလောဘသားများမဖြစ်ကြပါစေနဲ့လို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ပြောဆိုခြင်းကိုဒီမှာတင်မဲ့ညီကုန်းချုပ်ပါတယ်နားထောင်သူမိဘပြည်သူများလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါရခင်ဗျာ